ဒါဟာကျွန်တော်မနေနိုင်နေဆိုတာကိုပထမဆုံးချိန်သိလိုက်ရတဲ့အချိန်ပါပဲဒါကြောင့်လူသားတွေကိုထပ်ပြီးမကူညီတော့ဘူးလို့ဆုံးဖြတ်လိုက်တယ်ခဏလေးကမှပြိုကျတော့မဲ့အဆောက်အုံတစ်ခုကိုကျွန်တော်ထိန်းပေးဖို့စူးစမ်းခဲ့ပေမဲ့လူတွေကကျွန်တော်ကိုမြို့ကိုဖျက်ဆီးနေတယ်လို့ထင်ခဲ့ကြတယ်သူတို့ကဆိုင်းဘုတ်တွေကင်ပြီးကျွန်တော်ကိုကဘာမြေကနေထွက်သွားဖို့အော်ဟစ်နေကြတယ်ဒေးဂီတာကျွန်တော်လုံးဝစိတ်တက်ကြပြီးအထီးကျန်မှုတွေနဲ့ဝေဒနာတွေကိုခံစားလိုက်ရတယ်တရားပေါ်မှာတယောက်တည်းထိုင်နေမိတယ်ဖြတ်သွားတဲ့ကားတွေကတောင်ကျွန်တော်ကိုဟွန်းတီးပြီးထွက်သွားဖို့ပြောနေကြတယ်လူသားတွေပေါ်ယုံကြည်မှုလုံးဝပျောက်ဆုံးသွားပြီးတဲ့နောက်မှာတော့နားလည်မှုလွဲခံရတဲ့ဝေဒနာကိုရင်ဝယ်ပိုက်ပြီးကဘာမြေကိုဘယ်တော့မှပြန်မလာတော့ဘူးလို့ဆုံးဖြတ်ကလက်ကဘာစီတယောက်တည်းပြန်တန်းသွားခဲ့တယ်မကြခင်မှာပဲရခစီဘော်ဒန်ပြန်ရောက်လာပြီးနောက်ထပ်တိုက်ခိုက်မှုတစ်ခုစတင်ပြန်တယ်ဒေးဂီတာအစပိုင်းမှာတော့ကျွန်တော်လစ်လျူရှုထားခြင်းခဲ့ပေမဲ့ဒါဟာလူသားတွေရဲ့ယုံကြည်မှုကိုပြန်ရဖို့အခွင့်အရေးတစ်ခုဖြစ်နိုင်တယ်လို့တွေးမိလိုက်တယ်ဒါကြောင့်ကဘာမြေကိုပြန်လာပြီးနောက်တစ်ကြိမ်တိုက်ခိုက်ခဲ့တယ်ကျွန်တော်ကဘလူးထက်စပေါင်းများစွာပိုတန်မှာပေမဲ့အပြင်းထန်တိုက်ခိုက်ဖို့ပြင်ဆင်တဲ့အခါမှာတော့ထွက်ပြေးနေတဲ့အရက်သားတွေကိုထိခိုက်မှာစိုးရိမ်တာကြောင့်ချီတုံချတုံဖြစ်သွားခဲ့တယ်အဲ့ဒီအချိန်မှာဘလူးကအခွင့်ကောင်းယူပြီးကျွန်တော်ကိုမြေပြင်ပေါ်ကိုပြင်းပြင်းထန်ထန်ပစ်ချလိုက်တယ်တိုက်ပွဲကနေကနေညထိကြာမြင့်ခဲ့တယ်နောက်ဆုံးမှာတော့ကျွန်တော်ရဲ့နောက်ဆုံးအားအင်တွေကိုစုစည်းပြီးဒေးဂီတာအလင်းတန်းတိုက်ခိုက်မှုကိုတုံးလိုက်တာကြောင့်ဘော်ဒန်ကိုခဏတာဆုတ်ခွာသွားအောင်လုပ်နိုင်ခဲ့ပေမဲ့ဘသူကမှကျွန်တော်ကိုအားပေးစကားမဆိုခဲ့ကြပါဘူးရုံမြင့်တန်ကြားမှာတော့ကျွန်တော်ကိုထွက်သွားကြဖို့တောင်းဆိုတဲ့အတန်တွေနဲ့ပဲပြင်းထန်နေခဲ့တယ်ကျွန်တော်ကာကွယ်ပေးခဲ့တဲ့လူတွေရဲ့ပုံစံကိုကြည့်ပြီးအလွန်အမင်းစိတ်တက်ကြခဲ့ရတယ်ကျွန်တော်မျက်နှာပေါ်ကမျက်ရည်တွေနဲ့ရောနှောပြီးမိုးတွေရွာကြနေတယ်နောက်ဆုံးမှာတော့လူသားတွေရဲ့နားလည်မှုလဲမခြင်းနဲ့မယုံကြည်မှုတွေကြောင့်ကျွန်တော်မြေပြင်ပေါ်လဲကျပြီးတေဆုံးခဲ့ရတယ်ကျွန်တော်ရဲ့ကာကွယ်မှုမရှိတော့တဲ့အခါမှာတော့ဘလူးတွေကမြို့ကိုစတင်ဖျက်ဆီးခဲ့ပြီးလူတွေကတော့အသက်လူပြီးထွက်ပြေးရုံကလွဲလို့ဘာမှမလုပ်နိုင်ကြတော့ဘူးလူအုပ်ထဲမှာတော့ကောင်လေးတယောက်ကပဲကျွန်တော်ကိုသူ့ရဲ့ကောင်းတယောက်လို့ဆက်လက်ယုံကြည်နေခဲ့တယ်ရှုပ်ထွေးနေတဲ့ကြားထဲကပဲသူကျွန်တော်ကိုရှာတွေ့ခဲ့ပြီးကျွန်တော်ရင်ဘက်ပေါ်တက်ကစွမ်းရင်ချက်ချာဂေးရင်ခရီကိုဖိကတ်ထားပြီးကျွန်တော်ပြန်နိုးထလာဖို့ဆူတောင်းပေးခဲ့တယ်အဲ့ဒီကောင်လေးရဲ့ယုံကြည်ချက်ကပဲကျွန်တော်ကိုအသက်ပြန်ရှင်လာအောင်လုပ်ပေးခဲ့တာပါကျွန်တော်က Dermic ပါတယောက်ကပဲဖြစ်ဖြစ်ကျွန်တော်ကိုယုံကြည်နေတဲ့ရွေးတော့ကဘာမြေကိုဆက်လက်ကာကွယ်ပေးသွားမှာပါနောက်ဆုံးမှာတော့ကျွန်တော်ရဲ့အားကောင်းဆုံးအလင်းတန်းကိုထုတ်လွှတ်ပြီးဘော်ဒန်ကိုလုံးဝဖျက်ဆီးလိုက်နိုင်ခဲ့တယ်လူသားတွေလည်းသူတို့အမားကိုနောက်ဆုံးမှာတီးသွားကြပြီးအားလုံးကကျွန်တော်ကိုအားပေးခဲ့ကြတယ်တာဝန်ပြီးဆုံးသွားတဲ့အခါမှာတော့ကျွန်တော်ကဘာမြေကနေထွက်ခွာလာခဲ့ပေမဲ့ယုံကြည်မှုရှိနေတဲ့ရွေးတော့ကျွန်တော်ပြန်လာခဲ့ဦးမှာပါကျွန်တော်မှာနောက်ဆုံးမေးခွန်းတစ်ခုပဲရှိပါတယ်တင်ယုံကြည်ရတဲ့သူစီကနေနားလည်မှုလွဲမခံရဘူးပါသလားအောက်မှာမှတ်ချက်ပေးသွားခဲ့ပါဦး